အားလုံးပဲမင်္ဂလာပါ Mr. Lom YouTube channel နဲ့ Facebook page မှာကြိုဆိုပါရစေအခုပြောချင်တာတော့မနေ့ဖြန် US Central Time မနေ့9နိုင်မှာမှာ U နဲ့ Hong Kong ကမှာဖြစ်ပါတယ်ခြေစမ်းပွဲကမှာဖြစ်ပါတယ် Hong Kong စံတော်ချိန်ကတော့ည8နိုင်ဖြစ်ပြီးတော့မြန်မာစံတော်ချိန်ဆိုရင်တော့ညနေ6နိုင်ခွဲဖြစ်မှာဖြစ်ပါတယ်မနေ့ပြန်ရမှာတော့ Andre Onana ဒါလောနဲ့မကွဲရတော့မပါဝင်ဖို့မတိချပါလို့ဆိုသူတို့ကအိန္ဒိယမှာမွန်ဘိုင်းမှာသူတို့ private လေယာဉ်နဲ့ကိစ္စရှီလိုပရိသတ်တွေနဲ့တွေ့ဆုံပွဲရှီလိုအဲ့ဒါသူတို့တွားပြီးတော့ပါဝင်နိုင်မယ်ထင်ဖို့လို့ပြောပါရယ်ရိုဘယ်မရီယာဒါမဲ့တခြားစီနီယာကစားသမားလူငယ်တွေကတော့ပွဲထွက်အကုန်လုံးပွဲထွက်ခွင့်ရမယ်လို့အမေရိကန်ဆိုပါတယ်ပထမခြေစမ်းပွဲအနေနဲ့ Asian All Star နဲ့ကစားတဲ့ချိန်မှာမှယူဟာမောင်လွင်ကျွန်တော်တို့မြန်မာမောင်လွင်တွန်းကိုတကူနဲ့ရှုံးနှိပ်ခဲ့ပြီးနောက်သူတို့အမေရိကန်မေရီယာတော့ကလေးတွေသူတို့ကောင်းကောင်းကစားနိုင်ခဲ့တာကိုချီးကျူးတယ်ဆိုရတယ်ပြီးတော့စီနီယာကစားတွေတမားတွေနဲ့ရောပြီးတော့ကန်ခိုင်းမှာဖြစ်ပါတယ်လို့ပြောပါတယ်ကလေးတွေပဲကန်တော့တွေးကြုံရသူတို့မင်းညောနိုင်မှာဆိုလို့ဆိုပြီးတော့စီနီယာကစားသမားနဲ့ရောပြီးတော့ကန်ခိုင်းမှာဆိုပါတယ်မနေ့ဖြန်ညမနေ့ US Center Time ခုနိုင်မှာကမှာဖြစ်ပါတယ် Hong Kong Stadium မှာဖြစ်ပါတယ် Hong Kong စံတော်ချိန်8နိုင်ဖြစ်ပြီးတော့မြန်မာစံတော်ချိန်ညနေ6နိုင်ခွဲမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မှာယူပြန်လာနိုင်မလားဒါမှမဟုတ်ဘယ်လိုဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်